လာပါခင်ဗျာပရာလောကဇလံများစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာအောင်တို့ရေးသားထားတဲ့တင်းញိုင်းထဲမှာတညတာဆိုရဲပရာလောကဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုမတင်ဆက်ခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးပြုလုပ်ထားပြီးတော့အသစ်တင်နိုင်သိရှိနိုင်ရန်ဘေးက notification ခေါင်းလေးကိုလည်းနှိပ်ထားကြဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်နဲ့တူတူဇာတ်လမ်းလေးကိုနားဆင်လိုက်ကြရအောင်ခင်ဗျာစာရေးဆရာအောင်တို့ရဲ့တင်းញိုင်းထဲမှာတညတာဟိအောင်ချစ်တီမှိုင်းလာဒီလားကွာဘာလဲမင်းမနောက်ရောက်ကြလိုက်သွားလို့လားဘယ်ကလာကိုတာတိယာအရက်တော့ပတ်စံမရှိလို့လူကညစ်နေတာဗျပတ်စံလူချင်းအလုံးလို့ဘောကွာအလုံးမရှိလို့ပေါ့ဗျာအလုံးရှိရင်ဘာရေးလဲဗျအခုကအလုံးကနားနေရတာလူကသာနာတာဘိုက်ကမနာဘူးပြအိမ်မှာကလည်းကလေးက3ယောက်နဲ့ကျုပ်အလုံးမရှိတော့မိမလှုပ်စားထိုင်စားနေရတာကြာပြီလေမိမစီကနေလည်းအရက်ဖို့မတောင်းရပါဘူးဗျာအဲ့ဒါကြောင့်လူကဘူးနေတာဩဒီလိုလားဒါနဲ့ငါမင်းကိုမေးရအောင်ဘာလဲမေးလိဗျာခါတဲ့လို့ယုံနေတလားလောက်ထိုင်စားလို့ရတဲ့လူမျိုးမင်းမလုပ်ချင်ဘူးလားဗျာတခါတည်းလို့ယုံနေတလားလောက်ထိုင်စားလို့ရတဲ့လူဟုတ်တယ်နေစမ်းမအောင်အဲ့ဒါဘာလုပ်လဲဗျာကျုပ်ကိုပြောစမ်းမအောင်ကျုပ်စိတ်ဝင်စားလားဒီလိုကွာလူကြားလို့လည်းမဖြစ်ဘူးလာငါနားလာခင်ငါတူတူလေးပြောပြဘာလဲပြောဗျာလုပ်ရမယ်လို့ကကိုဖောက်ဖို့ပဲကွာဗျာကိုဖောက်ရမယ်ဟုတ်လားတူတူပြောစမ်းမှချစ်တီးရတကယ်တည်းမှာပဲអော်လိုက်တာပြဲလန်နေတာပဲရုတ်တရက်ဆိုတော့အန်ဟောတော့လို့ပါကိုတာတီရဲ့ဒါနဲ့ကျုပ်ကဘဲကိုဖောက်ရမှာတော့လွန်ခဲ့တဲ့တစ်ပတ်လောက်ကစိတ်ခဏရောက်ကတရုတ်တထေးကြီးဥစိန်ပေါက်ဆိုတာတည်သွားတယ်ကွာချမ်းသာတာမှကြီးကြီးတက်ကိုချမ်းသာတာကိုလူသူပိုင်နဲ့လဲတွေရားတွေနွားတွေစီးစင်ဥစ္စာတွေပြီးတော့မြို့ပေါ်မှာလည်းသူပိုင်နဲ့ပွဲရုံတွေဆိုတာအနည်းဆုံး3-4ရုံလောက်တော့ရှိတယ်ကွာသူတည်တော့သူ့မှာသမီး2ယောက်ကျန်ခဲ့တယ်လीသူ့ဖေကြီးတည်တော့သူတို့တရုတ်တွေရဲ့ထုံးစံအတိုင်းကိုတွင်းတော့ရွှေတွေငွေတွေတန်ဖိုးကြီးအသုံးဆောင်ပစ္စည်းတွေထည့်ပေးလိုက်တယ်လို့ငါသတင်းတိကျရထားတယ်ကွာလာမယ်လာသားတရက်နေ့ကျရင်တရုတ်ကြီးစိန်ပေါက်ရဲ့ဂုတ်ကိုဖောက်မယ်လို့ငါစိတ်ကူးထားတယ်တင်းញိုင်းချင်းတွေကိုလည်းငါကြည့်ပြီးပြီရွာနဲ့တော်တော်လှမ်းနေကွာတော်ရုံတိုင်ရုံလူမြင်ဖို့မလွယ်ဘူးဒါနဲ့နေသားမအောင်ဗျာခမရဒီလိုကိုလုပ်တာဘယ်လောက်ကြာနေပြီလဲကျုပ်ပြအခုမှသိရတယ်ဗျာနှစ်လောက်တော့ရှိပြီကွာငါကမင်းကိုယုံလို့ပြောပြတာတခြားဘယ်သူမှသိရတာမဟုတ်ငါမိမကလွယ်လို့ပါကွာခမရမိမမက်ခင်စင်ကမတဘူးလားဗျအစားကတော့တားတာပေါ့ကွာနောက်တော့ငွေရမှန်းသိတော့မပြောပဲအသာနေနေတာကွာဒါပေမဲ့ဒီလောက်ကဥပဒေနဲ့မလွတ်ကင်းတော့အတော်တတိထားရတယ်ညီသက်မအောင်လူတီကောင်ထဲတဲ့အုပ်ကိုဖောက်တာဥပဒေတွေပါရှိသေးတာလားရှိတာပေါ့ကွာချစ်တီးရအဲ့ဒါကြောင့်လူတိမဲ့ခဲပဲခိုးလို့ရတာကြီးခမရပြောတာစိတ်တော်ဝင်စားတယ်ဗျာအိမ်မှာလည်းလက်ရနေနေရတယ်ကြားတော့ပြင်းလာအတွေးကြုံလေးပါလေးရအောင်ခမရနဲ့ကြုံလိုက်ခဲ့ဒါပေမဲ့နှုတ်လုံကိုတော့လိုရဲကွာဒါတော့စိတ်ချကိုတတ်တီဘ누구ကိုမှမပြောပြဘူးဂုံပြောမယ်ဗျာအိမ်ကမိန်းမသိန်းခင်တော့မသိတရားဟုတ်ပြီလေမမင်းကိုယုံပါတယ်ကွာဒါပေမဲ့နောက်ထပ်တတိထားရမှာကမင်းတရေကြောက်တယ်တရေကိုကြောက်တယ်ရလည်းမဟုတ်ဘူးမကြောက်ဘူးရလည်းမဟုတ်ပါဘူးဗျာမြင်လည်းမမြင်ဘူးတခါမှလည်းမချောက်ခံရဘူးတော့ကြောက်မယ်လည်းမထင်ပါဘူးဒါလည်းအရေးကြီးတယ်ပေါ့တရေကြောက်လို့မရဘူးတို့လုပ်ငန်းကထွက်ပြေးတာတွေဘာတွေဖြစ်ရင်ပရာလောကစီးပေါက်ပြီးအကုန်ဗယံမတာတွေဖြစ်တတ်တယ်ကွာဒါဖြင့်လာစမ်းတရေနေဘာမှဆုံးရမလဲကိုဖို့ကြီးရဲ့ထမ်းတော့မှဆုံးမယ်ကွာရော့ဒါကလောလောဆယ်မင်းတို့အရက်ဘူးကျေးဇူးကကိုတာတီယာငါသွားပြီကိုတာတီထွက်သွားတော့ကိုချစ်တီလဲကိုတာတီပေးသွားတဲ့ပတ်စံပြီးအရက်ဆိုင်လို့ထွက်လာခဲ့တော့တယ်လာသားတရက်နေ့သို့ရောက်လာခဲ့ပါပြီချစ်တီနဲ့တာတီလဲချင်းချတဲ့အတိုင်းကိုဖိုးရဲ့ထမ်းတော့မှထိုက်ရတော့အချိန်ဖြုတ်လိုက်ကြတယ်နရိုင်းသွင်းညရောက်မှရွာကထွက်လာခဲ့ကြတယ်မိမိတို့ရွာနဲ့စိတ်ခဏရွာကခြေလင်းသွားပြီဆိုပါကအနည်းဆုံးတနာရီခန့်ပြီဖြစ်တယ်စိတ်ခဏရွာည9နာရီကျော်ရောက်ပြီခံမဲ့ထားကြတယ်ကိုတာတီမေးပြရစီဂူဖောက်ဖို့အတွက်တူရဲ့တစွရဲ့တန်တရွရဲ့ယူတာကတော့ဟုတ်ပါလက်ထဲကအရက်ပလင်းနဲ့ကြက်ကြောကဘာလို့ဖို့လဲဗျမင်းသားလေအောင်ရှင်းပြရရင်မင်းမိမသွားတောင်းတော့ကကြော်ဝဲပါတယ်မလားပါတယ်လေအဲ့ဒါနဲ့အခုနေကဘာဆိုင်လို့လဲဗျဆိုင်တာဘောကွာသူတစ်ပါးသားသမီးကိုသွားပြီးတောင်းရရင်ကြော်ဝဲပါမှာလူကြီးမိဘတွေကကျင်းနေကြတယ်မဟုတ်လားအခုကလည်းဒီလိုပဲတင်းញိုင်းတဲ့ကပစ္စည်းကိုသွားရမှာဆိုတော့တင်းញိုင်းကိုစောင့်ကြတဲ့ပုတ်ကိုကျင်းအောင်တင်မြောက်ရတဲ့သဘောပဲချစ်တီးရကြုံနာလေပြီဒါမှငါတို့လုပ်တဲ့လုပ်ငန်းကိုအနောက်ရှက်ကင်းနဲ့လုပ်လို့ရမှာကွာကဲအချိန်နဲ့မရှိတော့ခက်တက်သွားကြတာကိုဒါတီနဲ့ချစ်တီလဲစိတ်ခဏရွာတင်းញိုင်းတို့ရောက်ရန်ခက်မြင်ပဲရှောင်းလာခဲ့ကြတယ်ယောက်ျားလေးခြေလမ်းကြောင်တိတ်တော့မသွားလိုက်ရပြီမကြခင်စိတ်ခဏရွာတင်းញိုင်းတို့ရောက်လာခဲ့ကြပါပြီချစ်တီဒါစိတ်ခဏရွာတင်းញိုင်းပဲကွာလားတင်းញိုင်းနဲ့ဝင်မီလို့ရုတ်တရက်ထအူလိုက်ပြီးခွေးယူတန်းကြောင်ချစ်တီရဲ့ခြေလမ်းများတုံကနေရက်သွားတယ်ချစ်အောင်ချစ်တီဘာဖြစ်တာလဲခွေးယူတန်းကြလို့ပါဗျခွေးယူတန်းကြတာစမ်းစမ်းကွာလာစမ်းမှာမင်းကလည်းဟုတ်ကိုတာတီဟာဇုတ်ခေါ်နေတဲ့ပြင်ချစ်တီလဲကိုတာတီနောက်မှာလိုက်လာခဲ့အောင်ခဏနေချစ်တီ
ကိုတာတီကပြောတဲ့ပြင်ချစ်တီလည်းအဲ့ဒီအတိုင်းပဲရဲကြည့်နေလိုက်တယ်ကိုတာတီကအုပ်ကူတစ်လုံးကိုရွေးပြီးထိုအုပ်ကူပေါ်၌အသင့်ပါလာသည့်အရက်နဲ့ကြက်ကြော်အားကိုပေါ်တင်လိုက်တယ်ပြီးတဲ့နောက်မှာတော့ကိုတာတီတယောက်လက်အုပ်ချပြီးအဇက်ကတွတ်တွတ်ရွတ်ဆိုကတိုရှိုတောင်းမှန်နေလေတော့တယ်ကွင်းမိုင်ကြီးဟာဤကြက်ကြော်နဲ့အရက်ပလင်းဟာပူဇော်ပါတယ်စိတ်အလိုရှိတိုင်းသုံးဆောင်တော်မူပါမိမိတို့လုပ်ငန်းကိုလည်းကျင့်တဲ့ခွင့်ပြုပါအနှောက်အယှက်ဟန်သားတွေကိုလည်းဖယ်ရှားပေးပါကွင်းမိုင်ကြီးခင်ဗျာတို့တိုင်တပြီးသွားသည်နဲ့အရက်ပလင်းအကင်ကအရက်လေးမျက်နှာတို့နည်းနည်းမြတ်ပတ်လိုက်တယ်ပြီးတဲ့နောက်မှာတော့အရက်ပလင်းကကြက်ကြော်နှစ်ပိနဲ့ပြန်ချထားလိုက်လေတဲ့ကဲလာရပြီချစ်တီလှုပ်เสียရှိလှုပ်ကြသူရော့တမီငါနောက်ကလိုက်ခဲ့ကိုတာတီကအရှင်းမဥဆောင်ကသွားနေတယ်လူတွေမျိုးသားတွေမြေပုံများအုပ်ကူများရိုင်းနဲ့မှတ်တိုင်များကမီးအလင်းရောင်အောက်မှာတော့ထင်ထင်ရှားရှားမြင်ရလို့နေတယ်ခွေးများတူးစားတာတွေမြေပုံများတွေကလူတွေကအယုံများကမြေမကောင်းပြန်ကျင်းနေကြတယ်တင်ញိုင်ပပက်လည်းရှိတော့တစ်ပင်ကြီးများအမောင်ရံတဲ့တွင်မကောင်းဆိုးဝါးကြီးများအလားအုံမိုးတွေရှိနေကြဟာဘာဖြစ်တာလဲကွာချစ်တီကျုပ်ချစ်တော့ကိုတခုဝင်တိုးသွားတယ်အထိတ်တလန့်ပြောလိုက်တဲ့ချစ်တီစကားကြောင့်ကိုတာတီလည်းဓမီဖြင့်ထိုးပြီးရှာဖွေလိုက်တယ်ဟာဟိုမှာတွေ့တာချစ်တီမင်းချစ်တော့ကိုဝင်တိုးသွားတာတောရုံတော့ကောင်းပါကွာကြည့်လိုက်ကိုတာတီထိုးပြသည့်မိရအောင်တွင်တောရုံတကောင်အောင်မြင်လိုက်ရတဲ့အတွက်အနှဲငယ်စိတ်တိုက်တာရသွားလေတယ်မကြောက်ပါနဲ့ဟိုးရှိဆိုရင်တရုတ်ကြီးစိန်ပေါရဲ့အုပ်ကိုရောက်ပါပြီချစ်တီယာမကြောက်ပါဘူးကိုတာတီရဲ့ကိုတာတီရောက်အောင်ပြောလိုက်ရပြီမဲ့စိတ်ထဲမှာတော့တုန်လှုပ်နေစေဖြစ်တယ်ကိုတာတီခေါ်ဆောင်ရနောက်ကိုလိုက်ရင်တိတ်မကြလိုက်တရုတ်ကြီးဦးစိန်ပေါရဲ့အုပ်ကိုရှေ့ကိုရောက်လာခဲ့ကြတယ်တရုတ်တထေးများတည်ဆုံးလျင်အုပ်ကိုအကြီးကြီးများပြုတ်လို့ကဂူသွင်းကြသည်မှာအမှန်မြင်ဖြစ်ကြောင်းချစ်တီတယောက်တွေ့လိုက်ရတယ်အုပ်ကြီးအမြင့်မှာလူတရက်စာခန့်ရှိနေခြင်းကြောင့်ဖြစ်တယ်ကဲလုပ်ငန်းစလိုက်ကြဆိုချစ်တီဘယ်ကနေစဖောက်ရမှာလဲဗျခေါင်းရမိုင်းကစဖောက်ရမှာကွာအေးတူနဲ့တစုငါ့ကိုမိခတ်အိုးထိုးပြဟုတ်ပြီချစ်တီလည်းတန်တရင်အားဘေးချပြီးမိထိုးပြလိုက်တယ်ကိုတာတီလုပ်ပုံကံများကိုကြည့်ရသည်မှာအတော်လေးကျွမ်းကျင်ပုံလို့ရတယ်ဘယ်ချိန်ဘယ်ကာလတွေကတက်မြောက်ထားသည်တော့မသိဘူးသူနဲ့တစုထူရခြင်းကြောင့်အင်္ဂလိပ်ကဒုက္ခနဲ့မြည်သွားလေတယ်အတန်ကြာသည့်တိုင်အောင်အားပြင်းပြင်းနဲ့ထုလိုက်ရတယ်အတော်ကြာမှအင်္ဂလိပ်ကကွာကြလို့လာတော့တယ်တတုတ်ကိုအကုန်ကြခံပြီးတေးသေးချာချာကြက်နှံ့စောက်ထားတာပဲချစ်တီရအင်္ဂလိပ်ကွာကြလာပြီးနောက်အတွင်းမှာအုတ်တစ်ချက်ကအစပေါ်တော့အောင်တစိုးပြင်ခွဲချပလိုက်တယ်အစပေါ်လာပြီးနောက်တန်တရင်ဖြင့်အုတ်တလုံးစီကိုခက်ခဲစွာဖဲထုတ်လိုက်တယ်လူတကိုဝင်စားခန့်တော့ဖောက်ပြတ်လိုက်ရတယ်ရုတ်တရက်ဆွဆွငငင်ထောက်လိုက်တော့ခွေးဥတန်ကြောင်ချစ်တီတယောက်ကျတဲ့ဝင်းကြီးများပဲထားသွားရတယ်တင်ញိုင်ပပက်လည်းခေါင်းထောင်ပြီးရှာကြည့်လိုက်တော့ဟာဘာဖြစ်တာလဲချစ်တီဟိုအုတ်ကိုကြီးပမာထိုင်နေတာဘာကြီးလဲမသိဘူးဗျမမတော့ချစ်တီရဟိုမလေးဗျာဟာဟေးကောင်ချစ်တီမင်းမိကိုရှောင်မထိုးနဲ့လေကွာတော်ကြဖြတ်သွားဖြတ်လာလူတယောက်ကမြင်သွားမှပြက်မင်းပြတဲ့နေရာမှာလည်းဘာမှမမြင်ရပါဘူးကွာဆွမ်းတော့ကအသေးချာမြင်လိုက်ရတယ်ကိုတာတီရအခုမှဘယ်ပြောက်သွားလဲမသိကိုအလုပ်ကိုသာအာရုံစိုက်ဆောင်မှာချစ်တီရတင်းញိုင်းဆိုမှတော့နာနာဘဝကတော့ရှိမှာပဲသူလည်းသူ့လို့သူလို့ကိုလည်းကိုအလုပ်ကိုလုပ်ကြတာပေါ့ကွာကြောင်မနေစမ်းပါနဲ့ကွာကိုတာတီကပြောဆိုတန်တရင်ကိုလှမ်းယူလိုက်တယ်အဲ့ဒီနောက်မှာတော့တန်တရင်ထိပ်အားအသင့်ပါလာတဲ့ဖျောင်းနိုင်ရမိထွန်းပြီးတန်တရင်ထိပ်နဲ့စိုက်လိုက်တယ်ပြီးတော့မှဖျောင်းနိုင်တင်ထွန်းထားသောတန်တရင်ဟာအုပ်ကူပေါ်သို့လက်လန်းမီတာထိုးထည့်ပြီးဟိုရှိဒီရှိလှုပ်နေကိုတာတီအဲ့ဒါဘာလုပ်တာလဲဗျအတွင်းဘက်မှာလေးရှိမရှိစမ်းတာကွာလေးရှိမရှိမသိပဲငါတို့ဂူရဲဆင်းသွားရင်အသက်ရှူကျက်ပြီးတေသွားမှာဒီဖျောင်းနိုင်မီမငြိမ်ဘူးဆိုတော့အထက်မှာလေးရှိတဲ့ချစ်တီကငါတို့ဝင်လို့ရတယ်ဆိုတဲ့သဘောပဲလာဝင်ကြသူကျုပ်ကောဝင်ရမှာလားဝင်ရမှာပေါ့ကွာဒါလေမင်းကဒီမှာနေကြလို့လားဟာမနေရပါဘူးဗျာပြင်မှာမနေရပါဘူးချစ်တီလည်းကိုတာတီနောက်ကိုကမန်နဲ့လိုက်ခဲ့ရတယ်အတွင်းထဲစလိုက်တင်ရဲ့အပြင်မိုက်တဲ့ကျယ်ဝန်းနေသည်ကိုမြင်လိုက်ရတယ်အခန်းကြီးအလက်တူတဲ့တွင်တော့အကြီးမားသောအခေါင်းကြီးကမြင်လိုက်ရတယ်ချစ်တီလာအခေါင်းဖုံးကိုဖွင့်ရသူအခေါင်းကြီးရဲ့ပုံစံကနတ်မောင်နေပြီးအသေးချာကြက်ကြက်နက်နက်လှုပ်ထားပုံရတယ်စိုးနဲ့တူပေးတဲ့ချစ်တီရှော့ဒီမှာကိုတာတီကအခေါင်းဖုံးကြီးဟာစိုးနဲ့တူနဲ့တိပြီးတော့အားကုန်ရိုက်ထည့်လိုက်တယ်သုံးလေးချက်ခန့်ရိုက်လိုက်တော့အခေါင်းဖုံးကအနှဲငယ်ပွင့်လာတော့ဟာနန်လိုက်တဲ့အပုံနှံကြီးကွာတေမတော့နန်မှာပေါ့ချစ်တီကငါတို့အလုပ်ကအပုံနှံနဲ့ကျင်းသားရနေမှာကြိုက်တာကွာလာချစ်တီအခန်းဖုံးကြီးကိုတွန်းပြောင်မှပြီးရွှေ့ကြရဟုတ်ကဲ့ယောက်ျားအပြင်အတကုံမှပြီးရွှေ့လိုက်ကြရတယ်လေးလိုက်တဲ့အခန်းဖုံးကြီးကွာဟုတ်ပါကိုတာတီယာအေးဟိုကနေမှပြီးကတ်ထောင်လိုက်ကွာဟူးလေးလိုက်တာကွာမင်းအနမ်းမခံနိုင်ရင်နောက်ဆုံးနေငါလောက်တာကြည့်ချင်ကိုတာတီကတရုတ်မသားဦးစိန်ပေါရဲ့အခေါင်းထဲကိုဟိုတိုက်တင်နေလှုပ်လို့နေပါတယ်အဲဒီနောက်မှာတော့လွယ်ထက်ကအလာယာကိုထုတ်ကဦးစိန်ပေါရဲ့ဗဇက်ထဲကသွားများကိုတစ်ချောင်းတစ်ချောင်းနှုတ်နေတယ်ကိုတာတီအဲ့ဒီသွားတွေကိုဘာလို့ဖို့နှုတ်တာလဲဗျဒါရိုးရိုးသွားတွေမဟုတ်ဘူးကွာရွှေသားစစ်စစ်နဲ့လှုပ်လာတယ်ရွှေသွားနေကွာ
တချောင်းကိုအနည်းဆုံး၄မှတ်သားလောက်တော့ရှိရဲ့အခုကရွှေစင်းနဲ့ဆိုရင်တော့မနှဲဘူးကွာအော်ဒီလိုလားချစ်တီလည်းစိတ်ဝင်စားသွားပြီးကိုတာတီအနီးတို့ရောက်လာတော့တယ်ကိုတာတီကအလောင်းရဲ့နေပြီးတစ်ဖက်တစ်ချက်စီတို့နှိုက်ပြီးတော့ရှာနေလိုက်တယ်ဟာထောပြီဟေ့ထောပြီဟာဘာထောတာလဲဗျဒီမှာကြီးစမ်းကွာငွေတင်းကားတွေပြန်ရောက်ရင်တပြားကိုအနည်းဆုံးရာခိုင်နှုန်းတော့ရှိရဲ့ကွာကိုတာတီကပြောဆိုလွယ်ထဲတို့ထက်နေလိုက်တယ်အနည်းဆုံးဒင်္ဂါပြားအပြား90ခန်းရလိုက်တယ်ချစ်တီမင်းကလက်ကနိုင်ကိုချုပ်ဗျာလှုပ်လေကွာမင်းကလည်းတုံဆိုင်နဲ့ကြောက်မနေစမ်းပါနဲ့အလောင်းကထမကိုက်ပါဘူးခအကြီးရဲတွေထွက်ပြီးပုတ်ပွားနေတော့လက်ကနိုင်ရာချစ်တီတရားကိုမတရီစွာပြီးဖြစ်လိုက်တယ်အဲ့ဒါအကောင်းကနိုင်ကြီးကွာလက်ဘက်ကလည်းရွှေသားစင်းနဲ့လှုပ်ထားတဲ့ချစ်တီကအဲ့ဒါမင်းယူထားဟုတ်ကိုတာတီဟာဘာတန်ကြီးတဲ့ကိုတာတီမသိဘူးကွာညီးတန်လို့ကြားလိုက်တယ်တွားတက်အောင်ဗျာနေဦးကွာအခေါင်းဖုံးကိုပြန်ပိတ်အောင်နေရနဲ့ကက်ထောင်ထားတော့အခေါင်းဖုံးကြီးရမှရှိပြီးအခေါင်းကြီးပေါ်သိပြန်ဖုံးထားလိုက်တယ်ခွေးတန်ကြီးကကျုပ်တို့အပေါ်ကနေဦးနေသလိုပဲကိုတာတီဟာမဟုတ်ပါဘူးကွာမင်းစိတ်ထင်လို့နေပါပါလာအပေါ်ပြန်တက်ကြသူကိုတာတီအနောက်မှာကက်ကအပေါ်သို့ပြန်တက်လာခဲ့လိုက်ဟာကိုတာတီဟိုမှာဘာလဲကွာချီတီကလည်းညှို့ထိုးပြီးပြသည့်နေရာကြည့်လိုက်တာကိုတာတီတယောက်မျက်လုံးပြူးသွားရလေတရုတ်ကြီးဦးစိန်ပေါက်ရဲ့ကူပေါ်မှာခါထောက်ပြီးမတက်ရက်နေသည်တရဲမကြီးကမြင်လိုက်ရတယ်ကျွန်တော်ဆော့ကပြောတဲ့မိမကြီးကသူ့ပဲကိုတာတီငါပိုင်နေတဲ့ထိလာပြီးငါ့ကိုခွင့်မတောင်းပဲလုံးဝသလားဟေးနင်ဘယ်သူလဲကောင်းမငါ့ကိုပြောစမ်းဘာလို့ငါတို့ကလာနှောက်ရှက်နေတာဘာရဲ့ဂူဖောက်စားတဲ့ကောင်ကငါနာမည်လည်းမသိဘူးဟဲ့လားနင့်ကိုစောင့်ကြည့်နေတာကြာပြီဟဲ့လောက်ခွင့်မသားသေးလို့ငြိမ်နေရတာအခုငါပိုင်နေတဲ့ရောက်လာပြီဆိုတော့နင့်ကိုအလုပ်ပေးမယ်ထင်လားငါနာမည်မသိခင်လည်းမှတ်သွားလိုက်အောင်တင်းញိုင်းတော့မဖဲဝါဟေ့ငါမဖဲဝါဟေ့ဟာကိုတာတီအလုံးမဲကြောင်းလန့်သွားတယ်လို့ချစ်တီးလည်းထိတ်လန့်သွားရလေနင်ငါလက်ကပြေးမလို့ပါဘူးဟာမဖဲဝါဆိုတဲ့တင်းញိုင်းတော့မှကြီးကအုပ်ကူဘောကလှစ်ခနဲ့ပြောက်ပြီးကိုတာတီအနီးမှာရုတ်တရက်ပေါ်လာပါတယ်ညဆန်သောလက်ကြီးပြင်းကိုတာတီလည်းပဲညှက်ထားနေတော့တယ်ကိုတာတီခြေနှစ်ဘက်ကမြေကြီးနဲ့နှစ်ပေခန့်လွတ်နေတော့ပြေးတော့ကိုတာတီကဝမ်းကောင်းတန်ကြီးပြင်းအတန်ကိုအာယူကပြောလိုက်ခြင်းဖြစ်ပါတယ်ချစ်တီလည်းကြောင်ကြည့်နေရမှာတတိဝင်လာကထိုနေရာမှာထွက်ပြေးလာခဲ့တော့နောက်လက်ကြည့်လိုက်တဲ့အခါမှာတော့မဖဲဝါကြီးကကိုတာတီကလဲလိန်ချုပ်ကတက်ပစ်လိုက်လေချစ်တီလည်းကိုတာတီဖြစ်နေမြကိုကြည့်ကအလွန်မဲ့တုံလို့သွားရနေတယ်ချစ်တီလည်းတင်းញိုင်းတဲမှာမြင်ထွက်နိုင်အောင်အတကုံပြေးထွက်လာခဲ့လိုက်လေတော့တရုတ်ကြီးဦးစိန်ပေါက်ထမှာချစ်လာတဲ့လက်ဘက်နိုင်လည်းဗမာကြလို့ကြခင်မှမသိမိမိအသက်လွတ်မြောက်ဖို့ကသာမနဲ့ပြေးလာခဲ့ရလေရွာရောက်သည့်တိုင်အောင်မနာနဲ့ပြေးလာခဲ့ရတဲ့အတွက်အမောလုံးစွန့်နေခဲ့တာတော့အမှန်ပဲအိမ်ကိုရောက်ပြန်တော့လဲအိမ်ပေါ်တမ်းမသက်သေးပဲအိမ်ရောက်တယ်အနားယူအမောဖြေနေလိုက်တယ်15မိနစ်ခန့်ကြာမှအနှဲငယ်တက်တာလာသဖြင့်အိမ်ပေါ်တို့ခြေတံဖွနေမိတက်လာခဲ့ဘုရားစင်မှာရေမန်းအနှဲငယ်တောက်ကြတော့ကြောင်ကြောင်းရွံ့နေတဲ့စိတ်ကတော့အနှဲငယ်တက်တာသွားလိတော့တယ်အခန်းထဲကိုကြည့်လိုက်တော့နှစ်ချက်အိပ်ပျော်နေတော့မိန်းမနဲ့သားသမီး3ယောက်အမြင်လိုက်ရတယ်မတော်လောဘတက်ပြီးလောက်ခဲ့သည့်လောက်ရကြောင်အသက်မသေးအောင်မနဲ့ထွက်ပြေးလာရသည်ကိုဇနီးနဲ့သားသမီးများသိပါကစိတ်မကောင်းဖြစ်ကြပြီမှမလွဲပြီထို့ကြောင့်ပြောပြရန်စိတ်မကူတော့ပဲဇနီးတဲ့နှစ်ဘေးတို့အသာကလေးဝင်ခွေနေလိုက်တယ်ခေါင်းပေါ်ရောက်ပြီးမြဲအိမ်မပြောနိုင်ပဲဖြစ်ခဲ့တဲ့မြနှစ်ခုပေါ်လက်တွေစဉ်းစားနေမိလိုက်လေတော့အဖေဝါရဲ့လက်ထက်ကမရှုမလားသေသွားတဲ့ကိုတာတီအတွက်လည်းစိတ်မကောင်းဖြစ်ရလိမ့်နောက်နေ့မနက်လင်းသိနေတဲ့ကိုတာတီတရားတင်းချိုင်းမှာပူဖောက်ပြီးတေဆုံးရသည်မှာမိမိပါဝင်ပတ်သက်နေသူကိုသိရှိသွားပါကထောင်နှန်းဆန်ရပေဦးမည်စိတ်ပဲလက်ပြက်ဖြစ်ကအဲ့ရမပြောနိုင်အောင်ဖြစ်နေတော့တယ်။တညာလုံးတောင်တွေးမြောက်တွေးနဲ့သာမိုးလင်းခဲ့ရနေတော့တယ်။ကိုချစ်တီထားပါဦး။ဘာတော့မိမရပြောစရာရှိလို့တော့ဘာလဲပြောနေရရင်စိတ်ကတော့ရတင်းညမှာကိုတာတီကြီးအသက်ခံရလို့တဲ့။ဟေးဖောက်လား။ဟုတ်တယ်နောက်ပြီးကြတော့တရုတ်တထေးကြီးဦးစိန်ပေါက်ရဲ့ကိုကြီးကအဖောက်ခံလာရတယ်တော့အသက်ခံရတဲ့ကိုတာတီရဲ့လွယ်ထဲမှာလဲတရုတ်ကြီးဦးစိန်ပေါက်ရဲ့ပစ္စည်းတွေကိုတွေ့ရတယ်တဲ့။အဲ့ဒါကြောင့်ကိုတာတီကဂူဖောက်ပြီးလှုပ်ရှားတဲ့လူမှန်တီးသွားကြတာပေါ့တော့ရဲတွေနဲ့ရွာကလူတွေပြောတာကဒီကိစ္စမှာကိုတာတီတယောက်တည်းတော့မဖြစ်နိုင်ဘူးနောက်ထပ်ပါဝင်ပတ်သက်နေတဲ့လူရှိကိုရှိရမယ်ဆိုပြီးစုံစမ်းနေကြတယ်တဲ့သူတို့အချင်းချင်းအဝေမတက်လို့ရပြင်းရင်လက်လွန်သွားတယ်လို့ရဲတွေကတော့ကောက်ချက်ချတယ်ဆိုတာပဲဒီသတင်းကဟိုးလေးကြော်နေတာပဲယောက်ျားရဲ့တိတာဘောရှက်ရဲတွေကလည်းမခင်စင်ကိုစစ်မေးအောင်မယ်လို့တော့ပြောတာပဲသူယောက်ျားနဲ့ဘယ်သူတွေပါဝင်ပတ်သက်နေတယ်လဲဆိုတာစုံစမ်းအောင်မယ်ထင်ပါတယ်ဖះမပြောပါသေးနဲ့ဘာပြောလိုက်တယ်လဲယောက်ျားဘာမှမဟုတ်ပါဘူးဒါနဲ့နေသမှာအောင်ရှင်လဲမင်းညကအိမ်ပြန်နောက်ကျနေတာဘယ်တွေသွားနေရငါဖိုးအင်းနဲ့အရက်ဆိုင်မှာတောက်နေတာပါဘယ်လိုနဲ့တောက်တာဟိုရှင်ဘာလဲရှင်တဟိုနဲ့ပြောမှပြောသမှာကိုတာတီနဲ့တောက်နေတာရှင်ဒါဆိုကိုတာတီမသိခဲ့ရှင်နဲ့တွေ့ခဲ့တယ်ပေါ့ဟုတ်လားဟုတ်တယ်ဟာတင်းချိုင်းမှာကိုဖောက်တဲ့ကိစ္စကရောရှင်ပါသေးလားမပါပါဘူးခ
ရှင်ကျမကိုမလိန်နဲ့နော်အမှန်တိုင်းပြောကျမကိုအမှန်တိုင်းပြောပြလို့လေကျမရှင့်ကိုရဲမတိုင်ပါဘူးငါအမှန်တိုင်းဝင်ခရရဲ့ကိုတာတီနဲ့ငါလိုက်သွားခဲ့ပါတယ်ဟာရှင်ဒါဆိုကိုတာတီကိုတတ်တာရှင်လားမဟုတ်ဘူးငါတတ်တာမဟုတ်ဘူးကိုတာတီကိုငါမတတ်ခဲ့ဘူးတရဲမကြီးမဖဲဝါကတတ်လိုက်တာငါရှိမှရင်လဲလင်ချိုးပြီးတတ်လိုက်တာရှင်ပြောတာတွေကအမှန်ကြီးလားဖျားစုချိန်မှရင်ဟာငါကိုတာတီကိုမတတ်ခဲ့ပါဘူးအစားဆုံးရှင်းပြမယ်ဒီလိုဟာကိုချစ်တီကမိမဖြစ်သူကဖြစ်ချောင်းကုန်စီပြောပြလိုက်တယ်ဖျားမသေးကောင်းမပြောက်ကောင်းရှင်ကျမကိုပြောပါတော့လားအစကတည်းကငါအရက်တောက်ချင်လို့ဆိုပြီးကျမကိုပြောရင်ရှင်းရဲ့ကိုကျမပေးမှာပေါ့ရှင်အခုတော့တရေတက်တာခံရတော့မလို့နောက်ကိုအဲ့လိုအလုံးမျိုးမလုပ်ပါနဲ့ကိုချစ်တီရဲ့ရှိအတူမရှိတူပေါ့ရှင်အလုံးမရှိတဲ့အတော်တွင်ကျမရှာကြည့်နိုင်ပါတယ်တော့ငါမှားတာပါဟာလောဘစောတက်ပြီးလိုက်သွားမိတာငါမှားတာပါဒါနဲ့ဒါကအရင်မကြီးသေးဘူးကိုတာတီမိမမက်ခင်စင်ကဒီအကြောင်းသိလို့ရဲကိုဖွင့်ဟလိုက်ရင်ရှင့်ကိုလဲရဲတွေလာဖမ်းကြလိမ့်မယ်အဲ့တော့ရှင့်ဘယ်လိုလုပ်မလဲငါလည်းမသိတော့ပါဘူးဟာမက်ခင်စင်ကဖွင့်မပြောပါသေးနဲ့လို့ပဲဆူတောင်းနေရမှာမေဖះမက်ခင်စင်တယောက်ဒီကိစ္စတွေကိုအမှန်တိုင်းမပြောပါသေးနဲ့ဖះကိုချစ်တီနဲ့မသိခင်လည်းဗဇက်ကနေတဖွားဖွာဆူတောင်းနေမိတော့တယ်ညနေဆောင်ရောက်တော့ကိုတာတီမိမမက်ခင်စင်တယောက်ကိုချစ်တီအိတ်တို့မလာစဘူးရောက်ချလာတယ်မက်ခင်စင်ကိုမြင်လိုက်တဲ့နေ့ကိုချစ်တီနဲ့မသိခင်ရင်နဲ့ဒိတ်ခနဲ့ဖြစ်သွားကြတယ်မက်ခင်စိန်မလားမလာစမှုအလားထူးလို့ဘာကိစ္စများရှိလို့ပါလဲငါယောက်ျားတော့တေးပြီငါလည်းကလေးနှစ်ယောက်နဲ့မုံစုမဖြစ်ခဲ့ပြီးတင်ခင်ငါယောက်ျားအလောင်းကိုလည်းစစ်ချက်ယူပြီးမြို့မှာပဲတကြိုခဲ့ရတယ်အလောင်းကိုစစ်ကြည့်လိုက်တော့လူတက်သမားနဲ့ပတ်သက်တဲ့တက်တွေဘာအထောက်ထားမှမရသလိုဘလို့မှလည်းအဖြေရှာမရကြဘူးဒေဗင်ယူကျိုးတာတခုပဲအဖြေရှာလို့ရကြတယ်သူတို့ကတော့ငါ့ကိုဒီကိစ္စမှာဘယ်လိုပါဝင်ပတ်သက်နေလဲဆိုပြီးအမျိုးမျိုးစစ်မေးမြန်းကြတာပေါ့ဤဒါပေမဲ့ငါဘာမှမသိဘူးလို့လည်းဖြေခဲ့တယ်တကယ်ပဲမသိတာလားတကယ်မသိကြအောင်ဆောင်ခဲ့တာလားမခင်စိဒီကိစ္စမှာမင်းပါမှန်ငါသိပါတယ်ငါယောက်ျားအားလုံးပြောပြပြီးမှအိမ်ကထွက်သွားတာဒါဆိုမခင်စိကဘာလို့အမှန်တိုင်းမပြောခဲ့တာလဲရှင့်ကိုချင်းစာလို့ဖို့အေးငါအမှန်တိုင်းပြောလိုက်ရင်နေ့ယောက်ျားလည်းထောင်ကြမယ်နေတဲ့ကလေး၃ယောက်နဲ့ဒုက္ခရောက်မယ်မဟုတ်လားငါလိုဖြစ်မှာဆိုလို့ငါတမင်မပြောခဲ့တာပါအေးကျေးဇူးတင်ပါတယ်မခင်စိရဲ့မခင်စိသာကိုချင်းမစားခင်ကျမယောက်ျားလည်းထောင်ထဲရောက်နေတော့ပြီဟုတ်ပါတယ်မခင်စိရဲ့ကျွန်တော်တို့အခုလိုကူညီတာကျေးဇူးတင်ပါတယ်ဗျာအဲ့ဒီကျေးဇူးကိုကျွန်တော်တသက်မမေ့ပါဘူးဗျာငါတခုပြောချင်တာကတော့နောက်ကိုဒီလိုလိုမျိုးဘယ်တော့မှမလုပ်မိစေနဲ့လို့ငါမှားခဲ့ပြရစီစိတ်ချပါမခင်စိရင်ကျွန်တော်ဘယ်တော့ခါမှဒီလိုလိုမျိုးမလုပ်တော့ပါဘူးလို့ခရီးပေးပါတယ်အခုဖြစ်ခဲ့တဲ့ပြည့်ကလည်းကျွန်တော်သေးတဲ့အထိရင်နဲ့ဆွဲမြင့်နေတော့မှာပါအေးပါအေးကဲငါပြန်တော့မယ်နော်ဟုတ်ကဲ့မခင်စိနှုတ်ဆက်ပြီးထွက်သွားတဲ့မခင်စိကိုကြည့်ကကိုချစ်တီတို့လင်မယားနှစ်ယောက်ကတော့အစင်မကောင်းဖြစ်နေကြရုံကတပါစာရေးဆရာအောင်တူဝင်ရဲ့တင်းញိုင်းထဲမှာတညတာဆိုတဲ့ဇလန်ကြီးကတော့ဒီမှာရင်ပြီးဆုံးပါပြီခင်ဗျာနားဆင်ပေးခဲ့သူတဦးကြောက်စင်းကြီးကိုကျွန်တော်တို့ပလာလောကဇလန်များအစီအစဉ်ကနေအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲတာယာသောညလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ